မိတ်ဆွေကဒီဗီဒီယိုကိုမကြည့်ခင် AI မသုံးတတ်သေးဘူးဆိုရင်အခု9မိနစ်အတွင်း AI သုံးတတ်တဲ့သူဖြစ်သွားနိုင်ပါတယ်မင်္ဂလာပါခင်ဗျ AI ပေါ်မြန်မာကနေကြိုဆိုပါရစေဒီ channel မှာတော့ AI နည်းပညာတွေကိုကျွန်တော်တို့အခုလိုစရရမှာခက်ခဲနေတဲ့မြန်မာလူမျိုးတွေကိုလွယ်ကူကူနဲ့အသုံးချနိုင်အောင်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ AI ဆိုတာဘာလဲအဓိကလူသုံးများနေတဲ့ယနေ့ခေတ်မှာလူသုံးများတဲ့ AI tool တွေဖြစ်တဲ့ ChatGPT, Google Gemini, Grok AI တို့ကဘာတွေလုပ်နိုင်လဲဆိုတာကိုခုမှ AI ကိုစပြီးတော့လေ့လာမယ့်မိတ်ဆွေတွေအတွက်လွယ်ကူကူနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ AI ဆိုတာဘာလဲ AI ဆိုတာ Artificial Intelligence ဆိုတဲ့စကားလုံးရဲ့အတူကောက်ဖြစ်ပါတယ်မြန်မာလူကတော့ဉာဏ်ရည်တုနည်းပညာလို့ခေါ်ပါတယ်အဲ့တော့ AI ဆိုတာကလူသားတွေလူမျိုးစဉ်းစားနိုင်တယ်သင်ယူနိုင်တယ်ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်အဲ့တော့ AI တွေကဘာတွေလုပ်ပေးနိုင်လဲဆိုရင်ကျွန်တော်တို့သိလို့သမျှမေးတဲ့မေးခွန်းတွေကိုဖြေပေးနိုင်တယ်ဥပမာပညာရေးနယ်ပယ်ကလူတစ်ယောက်ဆိုရင်ကျွန်တော်အတွက်နေ့စဉ်အသုံးများတဲ့ကရိယာအလုံး100ရေးပြပေးပါဆိုရင်လေ AI ကရေးပေးနိုင်ပါတယ်အဲ့လိုပဲဆေးဘက်ဆိုင်ရာဆရာဝန်တစ်ယောက်ဆိုပါစို့လူနာတစ်ယောက်အေးမိပြီးတော့ဖျားနေတယ်ဘာစီတိုက်တင်တယ်လဲလို့ AI ကိုမေးရင်လေ AI နေနဲ့အကောင်းဆုံးအကြံဉာဏ်တွေကိုပေးနိုင်ပါတယ်ဟုတ်ပြီအဲ့တော့ AI တွေကကျွန်တော်တို့မေးတဲ့မေးခွန်းတွေကိုဖြေပေးနိုင်တယ်စာတွေရေးပေးနိုင်တယ်ဓာတ်ပုံတွေကိုအကောင်းဆုံးဖန်တီးပေးနိုင်တယ်ဗီဒီယို script ဆိုတာကဒီဗီဒီယိုကိုဘယ်အခန်းမှာဘယ်စကားပြောရမလဲဘယ်အခန်းမှာတော့နောက်ခံ background ကဘာထားရမလဲအဲ့ဒါမျိုးပေါ့နော်ကျွန်တော်တို့ရုပ်ရှင်ဒါရိုက်တာတွေအတွက်လည်းသုံးဝင်ပါတယ်အဲ့တော့ဗီဒီယို script တွေလည်းရေးပေးနိုင်တယ်နောက်တစ်ခု programming code လို့ခေါ်တဲ့ကျွန်တော်တို့ software တွေ application တွေအတွက် code တွေလည်းရေးပေးနိုင်ပါတယ်အဲ့တော့ AI ကိုကျွန်တော်တို့ဘယ်နေရာတွေမှာအသုံးပြုမလဲ AI မသုံးတတ်ရင်ရောဘာဖြစ်မလဲ AI ကိုဘယ်လိုလူတွေသုံးလို့ရလဲဟုတ်ပြီ AI ကိုဘယ်လိုလူတွေသုံးလို့ရလဲဆိုတော့ AI သုံးတတ်ဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့ပညာတတ်ဖို့လိုလားဆိုတော့မလိုပါဘူးခင်ဗျာအင်္ဂလိပ်လိုပြောတတ်ဖို့လိုလားဆိုတော့မလိုပါဘူးလူတိုင်း AI ကိုအသုံးပြုလို့ရပါတယ်အဲ့တော့ AI ကိုကျွန်တော်တို့ဘယ်ချိန်မှာဘယ်နေရာမှာအသုံးချမလဲဆိုရင် business လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းတွေ education လို့ခေါ်တဲ့ပညာရေးလုပ်ငန်းတွေ content creation လို့ခေါ်တဲ့ကျွန်တော်တို့ content တွေဖန်တီးတာပေါ့ content ဖန်တီးရဲဆိုတာက YouTube တို့ Facebook တို့မှာကျွန်တော်တို့တင်မဲ့အကြောင်းအရာကို content ရေးခိုင်းတာမျိုးတွေလည်းလုပ်လို့ရတယ်ဥပမာကျွန်တော်ကဒီနေ့မှာ AI နဲ့ပတ်သက်တဲ့နည်းပညာကိုကျွန်တော်တင်နေတယ်ကျွန်တော်တို့ script ရေးပေးပါဆိုရင်ဒါသူရေးပေးတဲ့ script ကိုကျွန်တော်အခြေခံပြီးတော့ဒါပြောနေရဖြစ်ပါတယ်နောက် programming လို့ခေါ်တဲ့ကျွန်တော်တို့ခုနပြောသလိုပဲ software တွေ code တွေရေးခိုင်းတာတွေ program ရေးဆွဲတာတွေအဲ့ဒါတွေလုပ်ပေးနိုင်တယ်နောက် marketing ဆိုတာကပို့ပြီးတော့ကျွန်တော်တို့ AI မှာပို့ပြီးတော့ AI ကိုသုံးသင့်တယ်ဆိုတဲ့အကြောင်းအရာဘာလဲဆိုတော့ကျွန်တော်တို့ရောင်းမဲ့ပစ္စည်းပေါ့နော်ကျွန်တော်ရောင်းမဲ့ပစ္စည်းအမျိုးအစားကို AI ကိုပြလိုက်တာနဲ့ AI ကဘယ် idea သုံးပြီးတော့ဒီပစ္စည်းကိုရောင်းသင့်တယ်ဆိုတာကို AI ကအကြံပေးနိုင်ပါတယ်အဲ့တော့အဲ့လိုအလုပ်တွေမှာအသုံးဝင်တဲ့ AI တွေကိုလေ့လာဖို့ရအတွက်ကခက်ခဲလားဆိုတော့မခက်ခဲပါဘူးခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က AI နဲ့ပတ်သက်တဲ့နည်းပညာတွေ AI tool တွေကိုကျွန်တော်ကရှင်းပြပေးသွားမှာဖြစ်ပါတယ်နောက်နေ့ဗီဒီယိုမှာဆိုရင်တော့ AI tool တွေကိုဘယ်လိုစနစ်တကျဆရာကြကျွန်တော်တို့သုံးရမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုဆက်အောင်စောအောင်ကြည့်ပေးပါဦးခင်ဗျာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ AI tool လူသုံးများတဲ့ယနေ့ခေတ်မှာလူသုံးများနေတဲ့ AI tool 3ခုအကြောင်းကိုကျွန်တော်ရှင်းပြပေးသွားပါမယ်ယနေ့ခေတ်မှာလူသုံးများနေတဲ့ AI tool 3ခုကတော့ ChatGPT, Google Gemini, Grok AI ဒီ3ခုဖြစ်ပါတယ်အဲ့တော့ ChatGPT ဆိုတာဘာလဲ ChatGPT ဆိုတာက OpenAI ကနေဖန်တီးထားတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ ChatGPT ကိုအသုံးပြုပြီးတော့ဘာတွေလုပ်နိုင်လဲဆိုရင်စာတွေရေးခိုင်းလို့ရတယ် blog တွေရေးခိုင်းလို့ရတယ် YouTube script တွေရေးခိုင်းလို့ရတယ် programming code တွေရေးခိုင်းလို့ရတယ်နောက် translation လို့ခေါ်တဲ့ဘာသာလည်းပြန်ခိုင်းလို့ရပါတယ်ဘာသာပြန်ဆိုတဲ့နေရာမှာကျွန်တော်တို့က
နိုင်ငံတကာမှာရှိတဲ့ဘာသာစကားပေါင်းများစွာကိုကျွန်တော်တို့မြန်မာဘာသာအဖြစ်ပြောင်းလဲအသုံးပြုလို့ရပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ AI အသုံးပြုတတ်ဖို့ဆိုရင်အင်္ဂလိပ်လိုလဲစကားပြောတတ်စရာမလိုပါဘူးနည်းနည်းပါးပါးအခြေခံစာရေးစာဖတ်တိုင်ကို AI သုံးလို့ရပါတယ်ဟုတ်ပြီ ChatGPT ပြီးတော့ဒုတိယလူသုံးများတဲ့ Gemini AI ဆိုတာဘာလဲ Gemini AI ဆိုတာက Google ကနေဖန်တီးထားတာဖြစ်ပါတယ်အဲ့တော့ Gemini မှာကျွန်တော်တို့ဘာတွေလုပ်ပေးနိုင်လဲဆိုလို့ရှိရင် research လို့ခေါ်တဲ့သူတေသနလုပ်တာတွေလုပ်လို့ရတယ်စာတွေကို summarize ဆိုတာအတူချုံပြီးတော့စာတွေကိုအတူချုံခိုင်းလို့ရတယ် idea အသစ်တွေကိုရှာခိုင်းလို့ရတယ် coding လို့ခေါ်တဲ့ code တွေကိုကျွန်တော်တို့တောင်းလို့ရတယ်နောက်တစ်ခု Nano Banana Pro ဆိုတဲ့ function ပါတဲ့အတွက်ဓာတ်ပုံတွေကိုအကြည်လင်ဆုံးနဲ့အတောက်ပဆုံးအကောင်းဆုံးပုံတွေကို Gemini မှာထုတ်လို့ရပါတယ်နောက်တစ်ခုက Gemini မှာကျွန်တော်တို့အနေနဲ့က music video လို့ခေါ်တဲ့ကျွန်တော်တို့တေးသချင်း video တွေကိုလည်းကျွန်တော်တို့ဖန်တီးလို့ရပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခု Grok AI ဆိုတာကရောဘာလဲ Grok AI ဆိုတာကကျွန်တော်တို့ Elon Musk တည်ထောင်ထားတဲ့ Twitter လို့ခေါ်တဲ့အရင်တော့ Twitter ပေါ့နော်အခုကတော့ X လူမှုကွန်ရက်ကနေဖန်တီးထားတဲ့ AI ဖြစ်ပါတယ်အဲ့တော့ Grok AI ကရောဘာတွေလုပ်နိုင်လဲဆိုရင် Grok ဒီကျွန်တော်တို့ ဗီဒီယိုတွေထုတ်လို့ရတယ်ဓာတ်ပုံတွေလည်းထုတ်လို့ရတယ်နောက်ဆုံးပေါ်သတင်းတွေကိုလည်းကြည့်လို့ရတယ်နောက်ချိန်နဲ့သတင်းကြီးသတင်းချက်လက်တွေကိုလည်းကြည့်လို့ရတယ်အဲ့တော့ဒီ Grok ကိုသုံးဖို့ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာသုံးလို့မရသေးပါဘူးအဲ့တော့ Grok ကိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့က VPN ခံပြီးသုံးမှရပါတယ်မြန်မာစကားကိုလည်းကောင်းကောင်းနားလည်လွယ်တဲ့အတွက်ကျွန်တော်တို့သိလို့သမျှမိခွန်းတွေရေးလို့ရတယ်ဓာတ်ပုံတွေထုတ်ခိုင်းလို့ရတယ် Grok အနေနဲ့ကအကောင်းဆုံးပြန်ပြီးတော့ဖြည့်ချနိုင်တဲ့ AI တစ်ခုဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီလို AI တွေကိုသုံးတတ်တဲ့လူတွေက AI မသုံးတတ်တဲ့သူတွေထက်ပိုပြီးတော့ဘာတွေအကျိုးသက်ရောက်မှုရှိမလဲဆိုရင် AI သုံးတတ်တဲ့သူတွေကအလုပ်တွေမြန်ပြီးနိုင်တယ်ဆိုလိုတာကဗျာကျွန်တော်တို့အရင်တော့ကဆိုရင်စာစီစာရိုက်ဆိုရင်ကျွန်တော်တို့လက်တော်ကြီးနဲ့နော်စာစီနောက်မှ PDF ဖိုင်ပြောင်းနောက်မှ print ထုတ်ပေါ့နော်ခုခေတ်ကအဲ့လိုမဟုတ်တော့ပါဘူးကျွန်တော်တို့ဒီနေ့နဲ့ AI ကိုစာရေးခိုင်းလို့ရတယ် PDF ဖိုင်ပြောင်းခိုင်းလို့ရတယ်ကျွန်တော်တို့အနေနဲ့သူ့ကိုစနစ်တကျအသုံးချတတ်ဖို့ပဲလိုပါတယ်နောက် creativity လို့ခေါ်တဲ့ကျွန်တော်တီထွင်နိုင်စမ်းတွေပို့ပြီးတော့တိုးတက်လာနိုင်ပါတယ်အဲ့ဒါတွေကိုပေါင်းဆက်အသုံးချပြီးတော့ online ကနေလည်းကျွန်တော်တို့ဝင်ငွေတွေရနိုင်ပါတယ်ဒါကြောင့်အခုလိုခေတ်ကြီးမှာ AI အကြောင်းကိုမသိပဲ AI ကိုမသုံးတတ်ဘူးဆိုရင်နောက်ကျသွားနိုင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ဒီနေ့မှာတော့ AI နဲ့ပတ်သက်တဲ့ AI ဆိုတာဘာလဲ AI 2တွေကဘာတွေလဲဘယ်လိုအလုပ်လုပ်တာလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်နောက်နေ့ဗီဒီယိုမှာတော့ဒီ AI 2တွေဖြစ်တဲ့ ChatGPT Google Gemini Grok AI တို့ကိုဘယ်လိုစနစ်တကျသုံးရမလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်